နိုင်ငံတနိုင်ငံမှာတိုးတက်ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီပြည်သူလူထုရဲ့ကျန်းမာရေးရည်မှန်းချက်မျှော်လင့်ချက်တွေကလည်းတိုးတက်လာကြပါတယ်အထူးသဖြင့်ကျန်းမာတန်ဆန်းပျော်ရွှင်တဲ့လူသားတို့ကြီးဟာတိုင်းပြည်တစ်ခုအတွက်အရေးပါဆုံးလူသားအရင်းမြစ်များပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆိုရင်အလုံးလုံးကိုင်နှံဆွဲရှိတဲ့လူသားတို့ကြီးကိုလူမှုဘဝလုံခြုံရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုများကိုဥပဒေနည်းဥပဒေများမျှော်မှန်းချက် vision ရည်မှန်းချက် mission များဖြင့်စနစ်တကျအကောင့်ထဲပေါ်လျက်ရှိတာကတော့အလုသမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအောက်မှာဖွဲ့စည်းထားတဲ့နိုင်ငံတော်ရဲ့အရေးပါလာသောလူမှုဖူလုံရေးအဖွဲ့အစည်းဖြစ်ပါတယ်လူမှုဖူလုံရေးစနစ်ရဲ့အနှစ်သာရပြေဝလာသောအခြေခံသဘောတရားများမှာလည်းလူတိုင်းသည်လောကဓမ္မတာအရာမကြမ်းမှုမီးဖွားမှုအလုခွင်ထိခိုက်ဒဏ်ရာရမှုအလုလက်မဲ့ဖြစ်မှုအသက်အရွယ်ကြီးမှုတေဆုံးမှုစတဲ့လူမှုအန္တရာယ်များကိုတစ်နေ့တစ်ချိန်မလွဲမသွေတွေ့ကြုံနေဆိုင်ရမည်ဖြစ်ပါတယ်ဒီလိုလူမှုဒုက္ခများနဲ့တွေ့ကြုံရတဲ့အခါလောက်ခဝင်ငွေတစ်ခုတည်းကိုသာအားထားနေရတဲ့အလုပ်သမားများနဲ့မိခိုသူမိသားစုများအတိဒုက္ခရောက်ကြရစေဖြစ်ပါတယ်ဒီလိုလူမှုဒုက္ခများနဲ့တွေ့ကြုံရတဲ့အခါလူမှုဖူလုံရေးအာမခံစနစ်အပေါ်အခြေခံပြီးအခမဲ့စေဝါကုသပေးခြင်းငွေကြေးထောက်ပံ့ခြင်းတို့ဖြင့်အကာအကွယ်ပေးခြင်းသည်လူမှုဖူလုံရေးစနစ်အခြေခံသဘောတရားတွေပဲဖြစ်ပါတယ်လူမှုဖူလုံရေးစနစ်ကမျှော်မှန်းချက် vision ကတော့တမျိုးသားလုံးအကျုံးဝင်သည့်စီမံကိန်းဖြစ်စေရန်ဖြစ်ပြီးရည်မှန်းချက်ကတော့အလုပ်သမားများ၏ကျန်းမာရေးနှင့်လူမှုရေးလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေးအတွက်အလုပ်ရှင်အလုပ်သမားနှင့်နိုင်ငံတော်ကစုပေါင်းအာမခံပြီးနိုင်ငံတော်၏အဓိကကွန်ထုတ်စွမ်းအားစုဖြစ်သောအလုပ်သမားများ၏လူမှုဘဝလုံခြုံရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကိုပိုမိုခံစားရရှိစေခြင်းဖြင့်ကုန်ထုတ်လုပ်မှုတိုးတက်ပြီးနိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေရန်အဓိကရည်မှန်းချက်ထားရှိပါတယ်အများပြည်သူတို့ကမိမိတို့၏ဆန္ဒအလျောက်အာမခံထားရှိနိုင်ပြီးလူမှုဘဝလုံခြုံရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကိုပုံမှုခံစားနိုင်ရန်နှင့်အလုပ်ရှင်အလုပ်သမားတို့ကပေးသွင်းထားသည့်အချို့သောထည့်ဝင်ငွေကြေးများကိုစုဆောင်းငွေကဲ့သို့သတ်မှတ်ချက်များနှင့်အညီပြန်လည်ထုတ်ယူခံစားခွင့်ရရှိရန်စတဲ့အချက်တွေဖြင့်အလုပ်သမားများအားကျန်းမာရေးစောင့်ရှောက်မှုနှင့်မကျန်းမာမှုမီးဖွားမှုတေဆုံးမှုနှင့်လုပ်ငန်းခွင်ထိခိုက်မှုအတွက်ငွေကြေးခံစားခွင့်တို့အပြင်အငြိမ်းစားယူပြီးနောက်စေဝါကုသမှုဆက်လက်ခံယူခွင့်မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်တပ်ပြည်အငြိမ်းစားအကျိုးခံစားခွင့်အလုံးလက်မဲ့အကျိုးခံစားခွင့်အိမ်ယာနေထိုင်ခွင့်နဲ့ပိုင်ဆိုင်ခွင့်များရရှိစေရန်စတဲ့ရည်မှန်းချက်များပဲဖြစ်ပါတယ်စုပေါင်းခြင်းဖြင့်ဖူလုံအပ် all for one one for all ဆိုတဲ့ဆောင်ပုဒ်အတိုင်းလူမှုဒုက္ခခံစားခြင်းတွင်ဝါးဝန်းကူညီနိုင်တဲ့စနစ်ကိုကျင့်သုံးနိုင်ရန်လည်းဖြစ်ပါတယ်။နိုင်ငံတော်အနေနဲ့လည်းဒီလိုစနစ်တွေတွင်ကျလာအောင်အလုပ်ရှင်အလုပ်သမားနဲ့နိုင်ငံတော်ကစုပေါင်းအာမခံပြီးသုံးဖလဲ tripartite အနေနဲ့အကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမြန်မာနိုင်ငံတော်အတွက်အရေးပါလာတဲ့စီမံကိန်းတစ်ခုကိုအကောင့်ထဲပေါ်ရမှာအာမခံအလုပ်သမားများရဲ့ကျန်းမာရေးစောင့်ရှောက်မှုမှာတဒက်တအားပါဝင်လျက်ရှိတာကတော့ Carewell Medical Professional Group ပဲဖြစ်ပါတယ်။ဒီဖွဲ့အားဆိုရင်ပြည်တွင်းပြည်ပဆေးကုသမှုအတွေ့အကြုံများစွာရှိသောမြန်မာနိုင်ငံသားဆရာဝန်သူနာပြုအခြားကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများကလူမှုဖူလုံရေးကဲဝဲအထွေထွေယောဂကုချိတ်ဆက်ဆေးရုံဆေးခန်းများစနစ်ကိုစနစ်တကျဖွဲ့စည်းတည်ထောင်ပြီးအာမခံအလုပ်သမားများနဲ့အများပြည်သူကိုကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိတာပဲဖြစ်ပါတယ်။ Carewell Medical မှာဦးဆောင်ဆရာဝန်များကလည်းအဖွဲ့ရဲ့တည်ထောင်မှုနဲ့လုပ်ငန်းသဘောတရားများကိုအခုလိုပဲရှင်းပြခဲ့ပါတယ်။ကျမတို့ Carewell Medical Professional Group ကမြန်မာနိုင်ငံသားဆရာဝန်သူနာပြုအခြားကျန်းမာရေးဆိုင်ရာကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့အခြားပညာရှင်တွေအကုန်လုံးကစုစည်းပြီးတော့ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။မိမိကျွမ်းကျင်တဲ့ကဏ္ဍမှာခွဲဝေတာဝန်ယူပြီးတော့မှပူးပေါင်းလှုပ်ဆောင်တဲ့ multidisciplinary teamwork approach နဲ့ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။ကျမတို့က2017ခရဲက Apex Asia Specialist Clinic ကိုဖွဲ့စည်းဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
2014မှာတော့ကျမတို့ကလူမှုဖွံ့ဖြိုးရေးစနစ်ရဲ့အခြေခံသဘောတရားတွေကိုလေးစားတန်ဖိုးထားတဲ့အတွက်ကြောင့်မလို့လူမှုဖွံ့ဖြိုးရေးစနစ်ကနေဖော်ဆောင်နေတဲ့အာမခံလူသမားတွေကိုကျမရေးဆိုင်ရာစောင့်ရှောက်မှုတွေပြုလုပ်တဲ့အခါမှာပူးပေါင်းလက်တွဲပါဝင်ခြင်းတဲ့အတွက်ကြောင့်မလို့လူမှုဖွံ့ဖြိုးရေးအဖွဲ့နဲ့စတင်ပြီးတော့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်2015ဇူလိုင်ကနေစပြီးတော့ကျမတို့ကလူမှုဖွံ့ဖြိုးရေးကဲဝေအထွေရောဂါကိုစီခံလှိုင်သာယာမြို့နယ်မှာပထမဆုံးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ကျမတို့ကဒီလှိုင်သာယာရွှေပြည်သာမင်္ဂလာတုံရွှေလင်လန်းဒီစက်မှုဇုံတွေမှာဘာဖြစ်လို့ဖွင့်လှစ်ခဲ့တာလဲဆိုတော့ဒီစက်မှုဇုံတွေမှာခြေခံလူရန်စာစက်ရုံလုပ်ရုံလုပ်သားတွေများပြားတယ်လိုအပ်ချက်တွေလည်းများပြားတဲ့အတွက်ကြောင့်မို့ဒီမြို့နယ်တွေဒီစက်မှုဇုံတွေမှာဦးစားပေးပြီးတော့ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်ဒီစေကန်းတွေမှာဆိုလို့ရှိရင်ကျမတို့က primary care doctors ပေါ့ဒီပင်တိုင်းဆရာဝန်နေထားရှိပါတယ်ပင်တိုင်းဆရာဝန်တွေကအာမခံလုပ်သမားတွေကတူးချင်းမှာမိမိရဲ့ပင်တိုင်းဆရာဝန်မိမိရဲ့ကိုယ်ပိုင်ဆရာမတူရရှိပါတယ်မိမိရဲ့ကျမရေးဆိုင်ရာမှတ်တမ်းတွေကိုလည်းထားရှိတယ်ပြီးတော့မှပင်တိုင်းဆရာဝန်နဲ့လူနာနဲ့စဉ်ဆက်မပြတ်ပေါ့အပြန်လန်းလေးစားမှုယုံကြည်မှုနဲ့ရရှိလက်တွဲပြီးတော့ကျမရေးဆောင်ရှောက်မှုပေးတဲ့စနစ်ဖြစ်ပါတယ်တကယ်လည်းပဲလိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးတော့ကုသမှုတွေပေးနိုင်တဲ့အတွက်ကြောင့်မလို့အာမခံလုပ်သမားတွေအများပြည်သူတွေနောက်စက်ရုံလုပ်ရုံအလုပ်ရှင်တွေပေါ့နော်သူတို့တွေအားလည်းပဲကျင့်တတ်တယ်လက်ခံတယ်ဆိုတော့မှတ်ချက်ပြုပြောကြားချက်တွေလည်းပဲကျမတို့ရရှိပါတယ်ကျွန်တော်ကနှလုံးသွေးကြောကျဉ်းတာနည်းနည်းဖြစ်တယ်နောက်တော့ကစီးကျူနည်းနည်းဖြစ်နေအဲ့တော့ကျွန်တော်ဒီ SSB ကဲဝဲဆေးကန်းဖွင့်တယ်ဆိုတော့ကျွန်တော်တို့စပြတယ်ပေါ့နော်ပြတဲ့အခါကျတော့ကျွန်တော်ရဲ့ဒီယောဂဖြစ်တဲ့အခြေအနေကိုတေချာရှင်းပြပေးပါတယ်ပြီးတဲ့အခါကျတော့ဖြစ်ခါစားဖြစ်တဲ့အတွက်ကုရတာလွယ်ပါတယ်သူတို့ရဲ့နွေးနွေးထွေးထွေးဆက်ဆံတဲ့အတွက်ပုံပွင့်လင်းလင်းကိုယောဂကိုသိရတယ်နောက်တည်တည်ချာချာလည်းရှင်းပြပေးပါတယ်လူနာတယောက်ဆိုရင်ကြည့်ရှုကုသတဲ့အချိန်က15မိနစ်လောက်ကြာပဲဘာလို့ဆိုတော့တေချာရှင်းပြပေးတာပဲနောက်တော့ကအစားအသောက်နဲ့ပတ်သက်တာနေထိုင်နဲ့ဟလာစတိုင်ပေါ့နော်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတာအစတေချာရှင်းပြပေးတဲ့အတွက်ကျွန်တော်တို့ကျမ်းမာရေးအသိလည်းတိုးပါတယ်ကျေးဇူးလည်းတင်ပါတယ်နောက်ယောဂလည်းတက်တာတဲ့အတွက်နောက်တစ်ခါကျွန်တော်တို့ဒီပေးသွင်းခဲ့တဲ့အမဂန်ကြီးနဲ့ကိုဟလာအစပေါင်းများစွာကုသမှုရရှိပါတယ်အဲ့တော့ဒီကပေးတဲ့ဟလာဆေးနဲ့ဆရာဝန်ရဲ့ယူတဆိုင်ကုသမှုတွေကြောင့်ဘာပဲပြောကျွန်တော်ဒီတစ်နှစ်တော့အတွင်းမှာတော်တော်လေးတက်တာလာပါတယ်ညီမဟိုပါပေါ့အိမ်ကထွက်လာရင်လည်းပေါ့နော်လမ်းလျှောက်ပြီးတော့လမ်းလျှောက်လာတာပေါ့ခလုတ်တိုက်ပြီးတော့ချော်လဲတာပေါ့ဖြစ်ဖြစ်ချင်းညီမဆက်ရုံသွားတယ်ဆက်ရုံတိုင်းမှာတစ်စင်ကားနဲ့ဒီစေကန်းကိုလိုက်ပို့ပါတယ်ရောက်ချင်းဆရာဝန်နဲ့တွေ့ပြီးအားချင်းညီမကိုချုပ်ဝေးပါအခုဒီစေကန်းကိုလာတာပေါ့နော်အရန်လည်းအဆင်ပြေပါတယ်စောင်းရှောက်မှုလည်းကောင်းတယ်ပေါ့နော်အဲ့လိုလူနာတွေပေါ့ဖြစ်ဖြစ်ချင်းအားချင်းပေါ့နော်လုပ်ပေးတဲ့အတွက်အဆင်လည်းအရန်ပြေပါတယ်ကျမဒီကိုစပြီးတော့စလာပြတော့မှကြတော့ယောဂဝေဒနာတော်လေးစိုးပါတယ်နှလုံးသွေးကြောလည်းကျမကျင်းတယ်သွေးတိုးယောဂလည်းရှိတယ်စီးကြိုကလည်းရမ်းတက်နေတော့ဆိုင်ကနေလာရင်အဲဆိုင်ကဘောကနေဆင်းလိုက်ခေါ်ကျမမိုက်ကလေးဖြည့်ပြီးတော့ကြတော့ဒီကနေပြီးတော့စေယုံဝန်ထမ်းတွေရောဆရာမတွေရောအဲဒေါက်တာတွေရောအကုန်လုံးကနေပြီးတော့ကျမအဲ့လိုမျိုးခေါ်တာကျမဒီထဲမှာကျမကတိတ်မမှတ်မိဘူးမိုက်ကလေးဖြစ်သွားပြီးတော့ကျမသိတော့အခန်းထဲမှာကျမရောက်နေတယ်အဲ့ရနေခုဆေးမှန်တောက်ခဲ့တယ်ပေါ့နော်ဒီကနေပြီးတော့ဒေါက်တာတွေရဲ့ညွှန်ကြားမှုနဲ့ဆေးတောက်တယ်စားတောက်ကစဘလူနေထိုင်စားတောက်အောင်မယ်ဆိုတော့ညွှန်ကြားချက်နဲ့နေတဲ့အတွက်အခုတစ်နှစ်နဲ့3လအတွင်းမှာတွေးပေါင်းလည်းကြာသွားပါတယ်ပုံမှန်နေသားဖြစ်တယ်စီးကြုံလည်းကြာတယ်အခုနေရထိုင်ရတာလည်းကျွန်မကောင်းသွားတယ်ရှင်တကယ်တမ်းမှာစိတ်ကူတောင်းမှုတကယ်ကိုထိထိရောက်ခံယူခဲ့ရတဲ့အာမခံလုပ်သားတွေအများပြည်သူတွေကိုလည်းပဲမျက်ဝါးထင်ထင်ပေါ့တွေ့မြင်ရတယ်သူတို့ရဲ့ကောင်းမွန်တဲ့ရလဒ်တွေကိုလည်းပဲအမြဲတွေ့ရတယ်ဒါကြောင့်မလို့လည်းပဲဒီလူမှုဖွံ့ဖြိုးရေးကဲဝဲထွေယောဂကိုစေကန်းနေမှာနေ့စဉ်ပေါ့နော်လုပ်နေတဲ့ဒီထွေယောဂကိုဆရာဝန်တွေတူနာပြုတွေအခြားဝန်ထမ်းတွေနောက်ကျမတို့တွေအကုန်လုံးကဒါကိုတကယ်ကိုပဲကြည်နူးမိတယ်ပီတိဖြစ်တယ်ဝမ်းသာတယ်အားလုံးကလည်းပဲအလုပ်ငန်းခွင်မှာပျော်ရွှင်ကြပါတယ်လက်ရှိမှာတော့လူမှုဖူလုံရေးကဝက်ထွေထွေယောဂကိုစေကန်းနဲ့အားချန်ကဲယူနဲ့ချိတ်ဆက်စေကန်းများကိုရန်ကုန်မြို့အခြေခံလူတန်းစားများအများဆုံးနေထိုင်တဲ့လိုင်သာယာမင်္ဂလာတုံရွှေပြည်သာရွှေလင်ပန်းအစရှိတဲ့စက်မှုစုံများမှာစုစုပေါင်း၄ခန်းဖွင့်လှစ်ထားပြီးကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိပါတယ်လူမှုဖူလုံရေးကဝက်ထွေထွေယောဂကိုစေကန်းများဟာဆေးကုသမှုတပြေးညီဖြစ်အောင် Care Professional Group ကစီမံကိန်းတစ်ခုဖြစ်ရေးဆွဲပြုစုထားတဲ့
လူမှုဖူလုံရေးကဲဝဲချိတ်ဆက်ဆေးရုံများစေကမ်းများစနစ် Social Security Board ကဲဝဲ Health System Network Program အရဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်ဒီစနစ်ရဲ့ဝိသေသတွေကတော့ဆေးကုသမှုအဆင့် Levels of Care လိုက်ပုံစံတူအဆင့်တန်းတူမြင့်တင်ခြင်းချိတ်ဆက်ဆေးကမ်းများစနစ်ဖြင့်ကြာရာခန္ဓာတာဝန်ခိုးရေပေါင်းစပ်လုပ်ကိုင်ခြင်း Teamwork ဆေးကုသမှုစနစ်များထားရှိပြီးအုပ်ချုပ်မှုနှင့်ကုသမှုအဆောင်အဖွဲ့မှတပြေးညီစီမံအုပ်ချုပ်မှုဖြင့်ဆေးကုသမှုကောင်းမွန်၍တပြေးညီစံကိုက်ဖြစ်ခြင်း Quality and Standard of Care အာမခံလုပ်သားလူနာတဦးချင်းစီအတွက်ပင်တိုင်းမိသားစုဆရာဝန်တဦးနှင့်ဆေးကုသမှုဆိုင်ရာမှမှတ်တမ်းမှတ်ရာများတည်တံ့ထားရှိပြီးရလဒ်ကိုအခြေပြုတဲ့ကုသမှုများကိုပြုလုပ်ပေးတဲ့အတွက်ရေရှည်မှာထိရောက်အကျိုးရှိသောဆေးကုသမှုရရှိခြင်း Primary Care Doctor Assignment Medical Record Keeping Cost Effective Care အာမခံလုပ်သမားများရဲ့ကျန်းမာရေးအကျိုးစီးပွား Health Benefit များကိုဦးတည်ဖော်ဆောင်ပေးခြင်းစတဲ့ဝိသေသအချက်အလက်များနဲ့လူမှုဖူလုံရေးအဖွဲ့နဲ့လက်တွဲပူးပေါင်းခဲ့ခြင်းဖြစ်ပါတယ်ယခုဖွင့်လှစ်ထားသောစေကမ်းများမှာဝန်ဆောင်မှုများအကြောင်းလည်းပြောပြချင်ပါတယ်အဲ့ဒါတွေကတော့အမြဲတမ်းအထွေထွေယောဂကုပင်နိုင်ဆရာဝန်များကုသပေးမယ်။တာမန်နာမကျန်းတဲ့အထွေထွေယောဂများကုသခြင်း၊သွေးတိုး၊စီးကျိုစတဲ့နာတာရှည်ယောဂများကုသခြင်း၊ကိုယ်ဝန်ဆောင်နဲ့အခြားသားဖွားမိရဆိုင်ရာယောဂများကုသခြင်း၊လိုအပ်တဲ့သွေး၊စီး၊ဝမ်း ECG စတဲ့ဓာတ်ခွဲစမ်းသပ်မှုများကိုလည်းပြုလုပ်ပေးခြင်း၊လုပ်ငန်းလိုအပ်ချက်အရအားချန်ကဲယူနစ်များကိုလည်းထည့်သွင်းထားပြီးလုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုများအတွက်ဥပမာအဆူစက်ညက်စတာတွေအတွက်အသေးစားခွဲစိတ်ချုပ်လုပ်အနာဆေးထက်စသည်တို့ပြုလုပ်နိုင်ပြီးအခြားရေးပေါ်နဲ့အမြန်ကုသမှုကျန်းမာရေးအခြေအနေများကိုကြက်မှတ်ကုသမှုသက်ဆိုင်ရာဆေးရုံကြီးများကိုလွှဲပြောင်းကုသမှုများပြုလုပ်ပေးရပဲဖြစ်ပါတယ်။အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများအပြင်ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းများကိုလည်းပြုလုပ်ပေးပြီးနယ်မြေအလိုက်ပြည်သူဆေးရုံအလုပ်သမားဆေးရုံကြီးများမှတားဖွားမိရဲ့အထူးကုများနဲ့လည်းချိတ်ဆက်သွယ်ဆောင်ရွက်လျက်ရှိကာတာမန်လူရန်စားရေးအတွက်လူမှုဖူလုံရေးစေကမ်းတွေဟာသူတို့ဘဝအတွက်ဘလို့တထက်တအားဖြစ်စေလဲဆိုတာကိုရှင်းပြထားပါတယ်။ကျမတို့ဒီစေကမ်းမှာတော့ဒီကိုဝင်ဆောင်တွေကိုပေါ့နော်သူတို့လည်းသွားလာအစဉ်ပြောင်းတော့ဒီ28ပတ်24ပတ်လောက်အထိတော့ဒီမှာကြည့်ပေးတယ်။ကိုဝင်ဆောင်28ပတ်လောက်ကြာလို့ဆိုရင်တော့သူတို့မွေးမဲ့သူတို့ရွေးချယ်ထားတဲ့စေယုံတွေစီကိုပြန်လွှဲပေးတယ်ရှင်။သူတို့အတွက်ကတော့တကယ်လိုအပ်တဲ့ကိစ္စကိုလုပ်ပေးရတာဖြစ်တော့လေသူတို့ကလည်းကိုယ့်ကိုတကယ်ကျေးဇူးတင်တယ်။သူတို့အတွက်အဝေးလည်းမသွားရအောင်လိုအပ်တဲ့ဆေးတွေဆိုလို့ရှိရင်လည်းအကုန်တက်နိုင်သမျှရတယ်ပေါ့နော်ဒီလူနာတွေကလည်းအများတန်းကိုယ်စီပဲပြန်လာနေတိုင်းအခါကျတော့ follow up လည်း loss မဖြစ်တော့သူတို့ရဲ့ယောဂအခြေအနေကိုလည်းကိုကကြည့်လို့ရတယ်ကိုလှုပ်လိုက်တာတကူကကောင်းလားမကောင်းလားပေါ့နော်အဲ့လိုမျိုးတွေလည်းသူတို့စီကပြန်ပြီးတော့တင်ယူလို့ရတယ်ဆိုတော့လေရှင်ပြီးရွေးဆိုရင်တော့ဒီမှာပဲလုပ်ဖြစ်မှာပေါ့နော်ဟုတ်ဒီမှာဒေါက်တာဟိမာလွင်မှာလှိုင်သာယာလူမှုဖူလုံရေးနဲ့ကဲဝဲစေကမ်းရဲ့ပင်နိုင်တာဝန်ခံပါရှင်ဒီမှာကျတော့လူနာအခြေခံလူဒန်းစားကိုလေထိထိရောက်ရောက်ကုသမှုပေးနိုင်တယ်ပေါ့နော်တေးသေးချာချာလေးဇက်တိုက်လေးလည်းလုပ်ပေးနိုင်တယ်တခြားနေရာတွေနဲ့တော့မတူတာတော့ရှိဒီမှာပိုစနစ်ကြရဲပေါ့နော်လူမှုဖူလုံရေးနဲ့လည်းဆက်ပြီးတော့လှုပ်ထားတဲ့အတွက်ကြောင့်မို့လို့အခြေခံလူဒန်းစားတွေအနေနဲ့လည်းလက်လန်းမီတဲ့ quality care လေးကိုကောင်းကောင်းလေးပေးနိုင်လို့ပါရှင်ဒီမှာကတော့ဒီထိခိုက်ဒဏ်ရာတွေလည်းလာတယ်ဒီ medical emergency ပေါ့ဒီယောဂကအရေးပေါ်အခြေအနေတွေလည်းလာတာတော့များတယ်တခုကတော့ဟာလေးကတော့ဗိုက်ကြီးတယ်လေးပေါ့သူက9လရှိပြီသူကဖျားနေတာ2ရက်ဝင်းလေးလည်းလျှော်နေရပေါ့နော်ဥရောင်နေရဟာလေးကလာတော့သူကအရန်တတိလက်ခံလေးရောက်လာတာအဲ့ဒါလေးနဲ့ပဲကြည့်လိုက်တော့သွေးပေါင်ကလည်းတအားကျနေတယ်အနေရရှိဗိုက်ထဲကခလေးလေးရလည်းရှိတော့ချက်ချင်းကတော့လိုအပ်တာအကုန်လုံးလုပ်ပေးလိုက်တယ်ပေါ့နော်လိုအပ်တဲ့စေကူတောင်းမှုတွေအကုန်လုပ်ပေးလိုက်တယ်ပြီးတော့မှသူ့ကိုချင်းနေကောင်းသွားပြီးစင်ပြေသွားပြီးဆိုတော့မှဒီနီးစက်ရပေါ့နော်လှိုင်သာယာမြို့နယ်မှာရှိတဲ့လှိုင်သာယာမြို့နယ်စေယုံကြီးပေါ့အဲ့ဟို ambulance လေးနဲ့အဲ့ကြတော့မှတိတိကျကျဟိုဘက်ကဒီအရေးပေါ်ဆရာဝန်ကိုလည်းတွားပြီးတော့တခြားလေးသူတို့လက်ထဲတော့တခြားလေးအပ်ခဲ့လိုက်တယ်ပေါ့သူတို့အိမ်မှာစေယုံတက်ရတယ်နောက်တော့ပြန်ကောင်းတော့ပြန်ဆင်းလာတယ်အခုဆိုအိတ်ကလေးလေးကမွေးတော့မယ်ပေါ့သူတို့ကတော့
ဝမ်းသာတယ်ပေါ့ဝမ်းသာတယ်ဆိုတော့သူတို့ထိထိရောက်တေချာလေးလဲလှုပ်ပေးလိုက်တယ်ဒါကအခက်မသိရင်တည်သွားနိုင်တဲ့အခြေအနေတစ်ခုမှဆိုတော့သူတို့ကတော့အရန်ကျေးဇူးတင်တယ်ပေါ့နော်ပြီးရင်အပိုက်တွေကကလေးလေးကလည်းကောင်းသွားတာပေါ့နော်မဟုတ်ရင်ကလေးရောအမေရောအသက်ဆုံးရှုံးနိုင်တဲ့အခြေအနေတစ်ခုဆိုတော့လေပြီးရင်သူတို့စက်ရုံကအလုပ်သမားအဖွဲ့အစည်းတွေရှိရဲစက်ရုံပိုင်ရှင်တွေရှိရဲသူတို့ကလည်းသူတို့အလုပ်သမားတယောက်ကိုကောင်းကောင်းမွန်မွန်လေးတေချာလေးကောင်းအောင်ဆောင်ရွက်ပေးနိုင်လာရဆိုတော့သူတို့ကလည်းယုံကြည်မှုလည်းပိုရလာတာပေါ့ကျွန်တော်ဒီမှာကွန်ပဏီမှာအဆွေဖျားနာမှုတွေဖြစ်တယ်တခါတည်းကျွန်တော်မူးမေ့လဲတာတွေရှိတယ်တခါတည်းကျွန်တော်ဒီထိခိုက်ဒဏ်ရာတွေကျွန်တော်ခွင့်နဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ဒီစေုံတက်ရမယ်လူနာတွေနောက်တစ်ခုဒီကလေးမိဖွားခြင်းနဲ့ကိုယ်ဆောင်မိခင်တွေဆိုရင်ကျွန်တော်ဒီ SFE ကနေပြီးတော့ပူပေါင်းဖွင့်ထားတဲ့ဒီ KWS စီကံကိုကျွန်တော်အဓိကပို့ထုတ်ပေးခဲ့ပါတယ်လူမှုဖလိုရေးနဲ့တွဲပြီးတော့ဖွင့်ထားတဲ့ KWS စီကံတွေကဆိုရင်ကောင်းမွန်တဲ့ဒီ service ဝန်ဆောင်မှုတွေရှိပါတယ်နောက်လိုအပ်တဲ့စေဝါးတွေကိုလည်းထုံပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီအောက်ခြေဝန်ထမ်းတွေအနေနဲ့ကပို့ပြီးတော့အဆင်ပြေပါတယ်ဆိုတော့အပြင်မှာစီးတွေကဝယ်သုံးစရာမလိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီ KWS စီကံမှာပြီးတဲ့ဝန်ဆောင်မှုကအရင်အထူးပဲကောင်းပါတယ်ကျမတို့အခုလက်ရှိကမြန်မာဆိုလာအထည်ချုပ်မြန်မာဆိုလာမိုတာအထည်ချုပ်မှာအလုပ်လုပ်နေတာအခြေခံအလုပ်သမားအဖွဲ့အစည်းလေတမကအလုပ်သမားတမကအဖွဲ့အစည်းကအလုပ်အမှုဆောင်တယောက်ပါကျမကကျမတို့စက်ရုံမှာအလုပ်သမားရဲ့နေမကောင်းအဲ့လိုမျိုးမူးလဲတာတော့နေမကောင်းတာတော့ဆိုလို့ရှိရင်ဒီကိဝဲစက်ကန်အောင်ပဲလာပြီးတော့ပို့တယ်ပြတယ်ကျမတို့ကခေါင်းဆောင်နေဆိုတော့အလုပ်သမားခေါင်းဆောင်နေဆိုတော့ဒီမှာကျန်တဲ့လူနာတွေကိုဒီကိုပဲလာပြီးတော့ခေါ်ပြီးဒီမှာပဲပြပေးတယ်ကျမတို့အလုပ်သမားတွေကိုရေးဖို့အဲ့လိုမျိုးလာဖို့တဲ့ချိန်မှာဆီယမ်မတွေကတေချာလေး queue ဆိုင်ပေးတယ်ပြောရမယ်ဆိုလို့ရှိရင်လူနာတွေလည်းကျမတို့ကလည်းစိတ်ချမ်းသာမှုရပါတယ်ကိုယ့်ရဲ့ကလေးတွေဒီလိုမျိုးလုပ်ပေးတဲ့အတွက်တေချာစောင့်ရှောက်ပေးတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးအမှတ်တရလေးတွေတော့ရှိတယ်ကျမတို့လူနာအဲ့လိုမျိုးအရန်အရေးကြီးတဲ့ချိန်အရေးကြီးတဲ့လူနာရောက်လာပြီဆိုလို့ရှိရင်ဆီယမ်မတွေကဂလူကိုချိန်ပေးတာမျိုးတို့သွေးပေါင်ချိန်ပေးတာမျိုးတို့ဆေးထိုးအပ်ဖို့အတွက်လိုအပ်တယ်ဆိုလို့ရှိရင်ဆေးထိုးပေးတာမျိုးတို့ပေါ့နော်အကုန်လုံးလို့သူတို့ကတေချာဂရုတစိုက်လေးနဲ့တော့စောင့်ရပေးပါတယ်အကုန်လုံးကတော့လူမှုဖူလုံရေးကဲဝဲအထွေထွေယောဂကုဆေးကမ်းများအားဆိုရင်လိုင်သာယာမင်္ဂလာတုံရွှေပြည်သာရွှေလင်ပန်းအစရှိတဲ့စက်ရုံအလုပ်ရုံစက်မှုစုံများမှာတည်ရှိတဲ့အတွက်ကြောင့်လုပ်ငန်းခွင်အသေးစားထိခိုက်ဒဏ်ရာရရှိမှုများအခြားအရေးပေါ်နဲ့အမြင်ကျက်မဲ့ကုသပေးရတဲ့အခြေအနေများလည်းများပြားတတ်ပါတယ်။ဒါကြောင့်ဆေးကမ်းအသီးသီးဆရာဝန်သူနာပြုများကလည်းအချိန်နဲ့တပြေးညီကုသပေးရရှိပါတယ်။တို့အဓိကစက်မှုဆောင်နယ်မြေတွေပေါ့။စက်မှုဆောင်နယ်မြေတွေကလူမှုဖူလုံရေးဆေးကမ်းတွေကလူနာဥယေများတဲ့အချိန်ကြတော့ဆေးကုသမှုတွေမှာမနိုင်မနေဒါဖြစ်ပါတယ်။လက်ရှိမှာတော့ဒါစက်မှုဆောင်နယ်မြေတွေမှာလူမှုဖူလုံရေးကဲဝဲဆေးကမ်းတွေဖွင့်လိုက်တဲ့အတွက်ပေါ့ဒါလူနာဥယေရလည်းကျွန်တော်တို့လူမှုဖူလုံရေးဆေးကမ်းရဲ့ဒီဘက်ကကဲဝဲဆေးကမ်းရဲ့မျှတမှုလည်းရှိသွားတယ်။အာမခံအလုပ်သမားတွေဆေးကုတဲ့အပိုင်းမှာလည်းဒါတော်တော်များများအဆင်ပြေချောမွေ့မှုတွေဖြစ်လာပါတယ်။ရေရှည်မှာဒီလိုပုဂ္ဂလိကဆေးရုံဆေးကမ်းတွေနဲ့ဒီလိုစာချုပ်တွေချုပ်ပြီးတော့ဆေးကုသမှုတွေဆောင်ရွက်ပေးဖို့ပေါ့နော်ဒီလိုတွားနေတာဖြစ်ပါတယ်။စက်မှုဆောင်နယ်မြေတွေမှာလည်းအလုပ်သမားတွေကတဖြည်းဖြည်းတိုးတက်များပြားလာတာပေါ့။များပြားလာတာနဲ့အမျှဒီလိုပုဂ္ဂလိကဆေးကမ်းတွေလည်းဒါထပ်မံတိုးချဲ့ရမယ်အနေအထားရှိပါတယ်ခင်ဗျ။ဒီချိန်မှာကျွန်တော်တို့ဒီဘက်ကကဲဝဲတောင်ရှိတဲ့လူကြီးတွေအနေနဲ့လည်းနောက်ပိုင်းမှာလည်းဒါကျွန်တော်တို့လူမှုဖူလုံရေးအဖွဲ့နဲ့ယခုလိုပဲပေါ့ပူပေါင်းဆောင်ရွက်ပေးဖို့ပေါ့ဒါလေးပဲရှိပါတယ်ကျွန်တော်ပိုင်စိုးပါမုတ်တမဟိုးရင်းမှာလှုပ်တာ10နှစ်ကျော်လောက်ရှိပါပြီဖူလုံရေးရှိလာတော့မဆိုးဘူးဒါပေမဲ့တစ်ခုရှိတာကဝန်ထမ်းတွေရဲ့စိတ်ထဲမှာဖူလုံရေးဒီစိတ်ကူးဖို့ဆိုတာတိတ်မရောက်သေးဘူးmindset မရောက်သေးဘူးခွင့်ယူဖို့တော့ပဲရှိနေတယ်ဒါကအရင်ဒီကဲဝဲဘက်ကြတော့နည်းနည်းလေးကဲဝဲဒီစိတ်ကူးတာရေးဘက်ကိုဦးစားပေးတယ်ဆိုတော့ကဲဝဲဘက်ကတော့နည်းနည်းလေးရောက်လာပြီဒါပေမဲ့တော်တော်များများကတော့ဖူလုံရေးဒီခွင့်ဒီကဲဝဲတော့နည်းနည်းလေးကုသရေးပဲနည်းနည်းလေးလိုက်လာပြီပေါ့နော်ကဲဝဲဘက်ကတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဝန်ထမ်းတယောက်သွေးပေါင်220 130အဲ့ဒီရေးပေါ်ချိန်မှာကျွန်တော်ရောစိတ်ကလည်းတိတ်ဟိုမှာဖြစ်တော့ဒီကိုလွတ်လိုက်တယ်ဒီကိုလာတယ်ဒါတော့မြန်မာစံမှာပဲဘာတမ်းလဲဆိုဟိုမှာကကျွန်တော်တို့အမှန်ဆိုလို့ရှိရင်သူ့ရဲ့ process တိုင်းသွားအောင်မဟုတ်ဒါပေမဲ့အရေးပေါ်ချိန်ဆိုတော့တခါလေထည့်ပြီးကုပေးနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးရတော့အဆင်ပြေပါတယ်ပြင်သားစင်နာတွေလည်းဘာပြောတိတ်ဈေးကန်းနဲ့တိတ်မတူအမွေးသက်ဈေးကန်းအမွေးသက်တိတ်မရအောင်ဆေးရုံတရုံဆိုဝင်လိုက်ကျွန်တော်ဆေးနန်းနေအများကြီးရတယ်ဒီမှာဝင်ဈေးနန်းနေတိတ်မရကြဘူးအဲ့ဒီဟာလည်းဘာပြောဝန်ထမ်းကိုစိတ်ဖိစီးမှုလျော့စေတယ်ကျွန်တော်တို့ဘက်ကတော့ဟိုဝန်ထမ်းတွေဟိုဒါက
customer နဲ့ဟိုပါပဲလေကျွန်တော်တို့ဒီဝန်ထမ်းတွေဘာလို့လာလို့ရလဲကျွန်တော်ထည့်ဝင်ခြင်းတုံထားလို့လာလို့ရတာအထက်ဝင်ခြင်းတုံထားလို့ရအဲ့တော့ဘာပြောအကိုတို့ကလည်းဒီမှာဘာကြောင့်ဒီလို service ပေးလဲဆိုတော့ဖူလိုရင်းနဲ့ချိန်ထားလို့ဖူလိုရင်းကလည်းကိုတို့လိုအပ်တဲ့ဟိုပါလေပေးထားပြီးသားအဲ့တော့ဟို၃ဘက်မှာကဒီလိုမျိုးဖြစ်နေမဲ့ရတာပေးတာဆိုပေမဲ့ဒါပေမဲ့ပေးချင်းရချင်းအပေါ်မှာမှခုနပြောတယ်ငါတို့လည်းဒီလောက်ရတယ်ဒီလောက်နည်းနည်းပေးမယ်မဟုတ်ဘဲနဲ့အကိုလည်းရသလောက်ကိုပြန်ပေးနိုင်တယ်ဝန်ထမ်းကလည်းသူပေးထားသလောက်ကိုဒီဘက်က service ပြန်ရတယ်ဆိုလို့ရှိရင်ဘာပြောတော့ဝန်ထမ်းလည်းကျင်တယ်ဝန်ထမ်းကျင်တယ်ကျွန်တော်လည်းကျင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဝန်ထမ်းတွေရှေ့ကနေပတ်စံတောက်လျှောက်ဖြတ်နေတာဖူလုံးကြီးတောက်လျှောက်ဖြတ်နေတာပြီးလို့ရှိရင်တို့ကဘာပြောနိုင်လဲဆိုတော့ကျွန်တော်တို့လာစင်တော့ဆောင်နေရတယ်တို့မှဒီပုံမှာဘာမှခံစားခွင့်မရှိဘူးဆိုတာမျိုးတွေပြောနေကြတယ်လေပြောတော့ဘာပြောဒီကိုရလိုက်လို့တို့ကျင်တော့ရင်ကျွန်တော်လည်းပြောရတာပေါ့ဘာကြောင့်လဲဆိုတော့တို့အမြင်ရှင်းသွားပြီမင်းတို့ဒါလေးဖြစ်တာဒါမျိုးပဲကြောင့်ဖြစ်တာဆိုတော့ကျွန်တော်ကပြောလို့ရတယ်ကျွန်တော်လည်းစိတ်ရှင်းတယ်ဟိုဝန်ထမ်းနဲ့ကိုကြမှာ conflict မဖြစ်တော့အဲ့တော့ကျွန်တော်လည်းစိတ်ချမ်းသာတာပေါ့လေအနာမပြောက်လို့ပေါ့နော်ရှေ့ကန်းလာပြတာဒီမှာအနာဖြစ်တဲ့ခါကျတော့မပြောက်တာ9လပိုင်းတည်းဖြစ်တဲ့အနာ17လပိုင်းထိကိုအနာပြောက်လိုက်မပြောက်လိုက်ပြောက်လိုက်မပြောက်လိုက်ဖြစ်နေတဲ့ခါကျတော့ဒီမှာလာပြလိုက်တော့စစ်လိုက်တဲ့ခါကျတော့စီးကြိုဆိုတာဖြစ်သွားစီးကြိုဆိုတာလည်းတည်ရောဒီဈေးကန်းမှာတင်ပဲစီးကြိုကိုနေတာပေါ့နော်တော်တော်ကြီးကိုကောင်းတယ်ဟိုထိန်းသွားသလိုဖြစ်တာကိုမသိတဲ့ယောဂကိုတို့ကလည်းသိအောင်လုပ်ပေးတယ်ပြီးသွေးတွေဘာတွေအကုန်လုံးလည်းစစ်ပေးတယ်စစ်ပေးလိုက်တဲ့အခါကျတော့ယောဂတွေလည်းဒီတော့စိတ်ကူပြီးတော့ပို့ပြီးအဆင်ပြေတာပေါ့လေအပြင်ဆေးကန်းမှာကဟိုပတ်စံပေးရတာတော့မှန်တယ်ဒါပေမဲ့ဆရာဝန်ကညင်းညင်းနီးနီးမပြောရဲသလိုဖြစ်တာပေါ့နော်အခုဒီဒေါက်တာနဲ့ကြတော့ဒေါက်တာကျမတော့ဘာဖြစ်နေပါတယ်ဘယ်လိုခံစားနေရပါတယ်လို့ပြောလိုက်လို့ရှိရင်သူကအကုန်လုံးကုပေးတာပေါ့နော်အဲ့လိုမျိုးဆိုတော့ပို့ပြီးစိတ်ချမ်းသာတာပေါ့နှွေးထွေးတယ်လို့တော့ခံစားရတယ်လေအပြင်ဆေးကန်းကိုသွားပြလိုက်တာနဲ့တော့မတူဘူးပေါ့အဲ့လိုမျိုးကိုယ်စီကဝန်ထမ်းနဲ့အကုန်လုံးဖြစ်တယ်ဆိုလိုက်ကဲဝဲသွားရအောင်အဲ့ဒီကိုပဲသွားလိုက်မယ်ဒီမှာပဲတော့ပြရအောင်ဆိုအခုတော့မှလူနာတယောက်ထပ်ခေါ်လာခဲ့သေးတယ်ဟောကောင်းလေးကခေါင်းမူးနေတယ်ပြောလို့ခေါင်းဆောင်ကောင်းလေးတယောက်ကလေအန်ဒီရဲ့ဟိုဟာသားခေါင်းမူးအဲ့ဒါဆိုလာလိုက်ခဲ့သွားရအောင်ဒီထဲမှာဘယ်သူပဲဖြစ်ဖြစ်ဖုန်လုံးရင်းဝင်ထားတဲ့ဝန်ထမ်းမှန်တယ်များအကုန်လုံးဒီဆေးကန်းကိုတော့ပြလိုက်ပါဆေးပေးတာလည်းကောင်းတယ်နှွေးထွေးစွာလည်းဆက်ဆံတယ်ကိုလိုအပ်တဲ့သူကုသမှုတွေမှန်တယ်များအကုန်လုပ်ပေးတယ်ဆိုတော့ဒီလိုပဲညွှန်တာများတယ်တော်တော်များများလည်းဒီဘက်ပဲလာဖြစ်တာပေါ့နော်အဲ့လိုမျိုးအပြင်ဆေးကန်းကိုတော့မပြဖြစ်တော့ဘူးပေါ့အဲ့လိုမျိုးဖြစ်သွားတယ်ဒီမှာကြောက်လို့ရှင်လိုအပ်တဲ့ကုသမှုတွေကိုအင်တိုင်းအားတိုင်းလုပ်ပေးတယ်ကွာဝန်ထမ်းတွေအကုန်လုံးကလည်းတက်တက်ကြွကြွလုပ်ပေးတဲ့ခါကျတော့ပိုပြီးစိတ်ချမ်းသာတယ်အထူးကုဆေးကန်းနီးလောက်ကိုပဲဒီမှာလဲလေကောင်းတယ်ဒေါက်တာချိုတင်ကိုတော့ကျမအနေနဲ့အရန်ကြီးကိုကျေးဇူးတင်ပါတယ်လို့ကျမရဲ့ဝေဒနာကိုလည်းပျောက်ကင်းအောင်ကုသပေးတယ်စိတ်ရှိရှိနဲ့ပေါ့နော်တကယ်ကိုအမားတယောက်လိုအတော်တယောက်လိုသဘောထားပြီးဆောင်းရှောက်ပေးတဲ့အတွက်ကြောင့်ဒေါက်တာချိုတင်ကိုအရန်ကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခြေပြန်လာသောမြို့ပြဧရိယာလူနေမှုထူထပ်ခြင်းရင်ကြောချက်မှုများလည်းရှိတဲ့အတွက်ကြောင့်ဒီလိုပြဿနာတွေကိုစေကန်းခွဲများမှာကိုင်တွယ်ဖြေရှင်းဖို့အရေးကြီးလာပါတယ်။ဒါကြောင့်အားကြံကဲယူနဲ့အရေးပေါ်နဲ့အမြန်ကြက်မဲ့ကုသကံများကိုပဲထည့်သွင်းဖွင့်လှစ်ထားပြီးစေကန်းတာဝန်ခံဆရာဝန်ကြီးနဲ့တူနာပြုဆရာမကြီးများရဲ့အနည်းဆုံးစီမံအုပ်ချုပ်မှုအောက်မှာအချိန်နဲ့တပြေးညီအရေးကြီးရင်ကြီးသလိုကြက်မဲ့ကုသမှုများပြုလုပ်ပေးနေရှိပါတယ်။ခဲဝဲကလင်းတဲ့အနေနဲ့ကျန်းမာရေးစောင့်ရှောက်မှုသာမကပဲပြည်သူများကျန်းမာရေးဘုဒ္ဓရရှိတဲ့ရန်စီးကြိုသွေးကြိုယောဂသွေးတိုးယောဂဆက်လက်အန်ရနဲ့ဆက်လက်ဖြတ်ပညာပေးအရက်ဆွဲအန်ရကျန်းမာရေးနဲ့ညီညွတ်သောလူနေမှုဘဝပုံစံများရင်သားကင်ဆာတိမ်ကောင်းကင်ဆာလက်မမှန်ဆေးရည်စတဲ့ဆောင်းရန်ရှောင်းရန်ကျန်းမာရေးအသိပညာပေးလက်ကမ်းစာဆောင်တွေကိုစေကမ်းများမှာလာပြသတဲ့လူနာများကိုဝေငှပေးထားသလိုစက်ရုံအလုပ်ရုံများကိုလည်းဖြန့်ဝေထားသည့်အပြင်နိုင်ငံကပ်ပိုစတာများနဲ့လည်းပြသထားပါတယ်စက်မှုဇုံမှာတာဝန်ရှိသူတို့မှလည်းစက်မှုဇုံအတွင်းစေကန်းရှိခြင်းရဲ့အကျိုးကျေးဇူးတွေနဲ့စက်ရုံလုပ်သားတွေအတွက်ညီကဲ့သို့အကျိုးရှိရဆိုတဲ့အကြောင်းတွေကိုအခုလိုပဲပြောကြားသွားပါမယ်ကျွန်တော်တော့ရှိပြီးသားစက်မှုဇုံနှစ်သုံးလေးရဲ့စီမံခန့်ခွဲကော်မတီဥက္ကဋ္ဌပါကျွန်တော်တို့ရဲ့ဒီစက်မှုဇုံတိုးတက်ဖို့အတွက်ကိုကျွန်တော်ရောင်တိုင်းဒေသကြီးအစိုးရအဖွဲ့ပါဝင်ပေါ့နော်စက်မှုဇုံအစီအမံကြီးကော်မတီမှာလည်းကျွန်တော်အဖွဲ့ဝင်တွေနဲ့ပါပါတယ်ဆိုတော့စက်မှုဇုံတိုးတက်ဖို့ဆိုရင်တော့ဘယ်ဆိုဖြစ်ဖို့လိုတယ် infrastructure တွေပြည့်စုံမှုလိုသလိုဒီတကယ်ကိုကျန်းမာတန်ဆွမ်းတဲ့နော် scale ကျတဲ့နော်ဟိုအဆင့်မြင့်မြင့်နော်ကျွန်တော်တို့အဆင့်တန်းမီတဲ့ scale ရှိတဲ့ဝန်ထမ်းတွေဖြစ်ဖို့လိုတယ်အဲ့တော့တရားမလို့လဲကျွန်တော်အခုချိန်မှာဆိုရင်တော့စက်မှုဇုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုကျွန်တော်တို့ကသူတို့ရဲ့ scale ရဖို့အတွက်ကိုကျွန်တော်ဒီ GTI တို့ DHS ဆိုနဲ့ပေါင်းပြီးတော့မှကျွန်တော်တို့သင်တန်းတွေဖွင့်တယ်
နော်သူတို့ရဲ့ဒီလုပ်ငန်းတွေဒီကျွမ်းကျင်မှုသင်တန်းတွေဖွင့်ပေးတယ်နောက်ပြီးတော့ကျွန်တော်တို့စက်မှုဝန်ကြီးဌာနနဲ့လည်းပေါင်းလို့ကျွန်တော်ဖွင့်ပေးနေပါတယ်အခုလက်ရှိလည်းကျွန်တော်ဖွင့်ပေးနေတယ်ထို့အတူပဲကျန်းမာရေးဆောင်မှုအတွက်ဆိုလို့ရှိရင်တော့သူတို့ကိုစေဥတနိုင်မှုတဲ့ medical care ပေါ့နော်ဒါလေးတွေကိုသိချပေးဖို့လိုတယ်ကြောင်းမလို့လဲကျွန်တော်ကဒီအလုပ်သမားဝန်ကြီးဌာနဝန်ကြီးနဲ့ပေါင်းပြီးတော့မှဒီမှုဖူလုံရေးကဲဝဲစေကံကိုနော်စံပြအနေနဲ့ဖြစ်အောင်ကျွန်တော်စက်မှုစုံထဲမှာကျွန်တော်လုပ်ထားပါတယ်အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမြောက်ပိုင်းခရိုင်မှာနော်အစုံစက်အောင်ကျွန်တော်၄ခုရှိတယ်၄ခုရှိတဲ့ထဲမှာကျွန်တော်စက်ရုံကကျွန်တော်ရဲ့စေကံကတော့အကောင်းဆုံးဒီပါလောက်ကျွန်တော်အဆင်ပြေအောင်ကျွန်တော်ပြည်ပေးထားတယ်နော်ဒါလေးနဲ့လည်းကျွန်တော်မလုံလောက်သေးပါဘူးနောက်ခုဆိုလို့ရှိရင်ကျွန်တော်တို့ကြိုးစားနေတာကရန်ကုန်တိုင်းတိုင်းလုံးမှာရှိတဲ့စက်မှုစုံ29စုံစလုံးမှာစက်မှုစုံတိုင်းမဟုတ်တာတော့မှစက်မှုစုံ2ရုံပေါင်းဈေးကန်းတစ်ခု3ရုံပေါင်းဈေးကန်းတစ်ခုစသည်ဖြင့်သုံးနိုင်မှုအတွက်ကိုတော့ရောင်တိုင်းဒေသကြီးလွတ်တော်ရောရောင်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုကျွန်တော်တင်ပြထားပြီးဖြစ်ပါတယ်ဒီအစိုးရအဖွဲ့နေတဲ့ကျွန်တော်ခွင့်ပြုထားပြီးဖြစ်ပါတယ်နောက်တစ်ခုထပ်ရှိသေးတယ်ကျွန်တော်တို့ကဒီ social security ဆိုတဲ့အခန်းကဏ္ဍကိုကျွန်တော်ရောက်အောင်ကျွန်တော်တွားနေတယ်လူသမားတွေကျန်းမာရေးဆောင်ရှောက်မှုတွေရတယ်လို့တော့သူတို့နေထိုင်ရေးကိစ္စတွေပါကျွန်တော်တို့ဒါဝန်ကြီးဌာနတွေနဲ့ပေါင်းရတာပေါ့နော်။ရောင်တိုင်းဒေသကြီးဆိုရအဖွဲ့ရဲ့ဟလာဒီကျွန်တော်တို့အခုအလုပ်သမားဝန်ကြီးဌာနတွေရဲ့ကျွန်တော်ပေါင်းပြီးတော့မှကျွန်တော်တို့ကဒီအလုပ်သမားတွေအတွက်ပြည်သူနဲ့ကျွန်တော်တို့ဟလာ social security ကိုဒီပြည့်ရလာအောင်ကျွန်တော်လုပ်မှာဖြစ်ပါတယ်။ဒီ fund မှာကျွန်တော်တို့ကသူတို့ရဲ့လစာတွေကနေစပြီးတော့မှ 5% ပေါ့နော်။ 5% ကိုကျွန်တော်တို့ကနေပြီးတော့မှဒီကောက်တဲ့နေရာမှာလှုပ်ရှင်က 3% နောက်တစ်ခါအလုပ်သမားက 2% အဲ့အရာတွေကိုကောက်လိုက်ပြီးတော့ရတဲ့ fund တွေကများတယ်ဆိုတာကိုကျွန်တော်တို့ကြားသိရပါတယ်ဒီအလုပ်သမားတွေအတွက်ပြည့်စုံတဲ့ဟလာနော်ကျွန်တော်တို့စာဝတ်နေရေးအစနော်သူတို့ရဲ့ဒီစေကူတာတွေစေကအစဒါတွေကိုကျွန်တော်ကအကုန်လုံးပံ့ပိုးပေးနိုင်မယ်ဆိုတော့မှကျွန်တော်ကဒီစားတဲ့ကြောင်းမှုတွေဒါကိုကျွန်တော်အစဉ်ဆက်မပြတ်ကြိုးစားပြီးအထောက်လုပ်နေပါတယ် ကျမကတော့ဒီစေကူသားမှုပဲတစ်ဆိုင်မမတ်ပေါ့တပွားလုံးမှာစေကူသားမှုကိစ္စတွေကိုကျမတို့လုပ်နေရဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအမကန်လုပ်သမားတွေအများပြည်သူတွေကျမတို့ရဲ့လူနာတွေပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့လေကျမရေရှည်မှာဇက်တိုက်ပေါ့မြင်အစင်မြဲသူတို့ရဲ့ကျမရေးအကျိုးစီးပွားကိုဒီမှတ်ချက်အနေနဲ့ထားပြီးတော့ပေါ့နော်ဆက်ပြီးတော့ဒီကုသမှုတွေဒီလိုမျိုးကျမရေးဆောက်ရှောက်မှုတွေကိုကြည်စည်ပြည့်ပြည့်စူးစမ်းပြီးတော့လုပ်သွားမှာဖြစ်ပါတယ် ဒီစေကန်းအနေနဲ့ကတော့စေဝါလည်းပဲပြည့်စုံထားပါတယ်ဆရာဝန်လည်းပဲ3ရောက်လောက်ထားပါတယ်အလားတူပဲသူနာပြုတွေအကူအညီလည်းပဲထားတဲ့အတွက်ရခင်တာမန်လူမှုရေးစေကန်းအနေနဲ့မတူဘဲနဲ့ပုံပုံပြီးတော့မှအဆင့်မြင့်တဲ့ပြင်ပမှာရှိတဲ့စေကန်းအနေနဲ့ရှင်နိုင်တဲ့တချို့ဆိုရင်တာတဲ့စေကန်းတစ်ခုဖြစ်ပါတယ်အလုပ်သမားလူမှုကြီးကြပ်ရေးကလူမှုဖူလုံရေးဌာနကစေကန်းတွေမှာတချို့နေရာတွေမှာအချိန်ပိုင်းအားဖြင့်ပေါ့နော်ဆရာဝန်တွေအားနေတာရှိပါတယ်အဲ့ဟာတွေကိုကြော်လွှားနိုင်မှုအတွက်ကိုဒီကဲဝဲကုမ္ပဏီနဲ့ပေါင်းပြီးတော့မှသူတို့အနေနဲ့ပြင်ပကဆရာဝန်တွေပေါ့ဆရာဝန်တွေငှားပြီးတော့မှဒီမှာဆရာဝန်တွေပြည့်စုံတဲ့လူသားတွေကိုဝန်ဆောင်ပေးနိုင်အောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ Care Medical ဆေးပညာအဖွဲ့ရဲ့မူလရည်ရွယ်ချက်ဖြစ်သောအာမခံအလုပ်သမားများနှင့်အများပြည်သူတက်ရှိကျန်းမာပြီးလုံခြုံစိတ်ချရသောလုပ်ငန်းခွင်မှာပျော်ရွှင်စွာအလုပ်လုပ်နိုင်ရေးအလုပ်လုပ်နိုင်စွမ်းအားမြင့်တင်ပြီးကုန်ထုတ်စွမ်းအားများတိုးတက်မြင့်မားလာစေရေးအာမခံအလုပ်သမားများအတွက်ရေတိုရင်နာမကရေရှည်တွင်မှာကျန်းမာရေးပုံမကောင်းမှလာရေးယောဂများ၏နောက်ဆက်တွဲဆိုးကျိုးများမဖြစ်ပေါ်စေရေးစတဲ့ရေရှည်ကျန်းမာရေးအကျိုးစီးပွား long term health benefits များကိုဦးတည်ရည်မှန်း၍အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်တကွလူမှုဖူလုံရေးအဖွဲ့နှင့်လက်တွဲပူးပေါင်းကြိုးပမ်းလျက်ရှိပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ လူနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတာအစဒီကြရှင်းပြပေးတဲ့အတွက်နောက်ယောဂလည်းတက်တာတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ် ပြောရစီကံမှာပြီးတဲ့ဝန်ဆောင်မှုကအရင်အထူးပဲကောင်းပါပါတယ် အထူးကုစေကန်းနီးလောက်ကိုပဲဒီမှာလဲလေကောင်းတယ် ပြောတော့ဘာပြောဒီကိုရလာလို့သူတို့ကျင်သွားရင်ကျွန်တော်လည်းပြောရတော့ လူနာတွေလည်းကျမတို့ကလည်းစိတ်ချမ်းသာမှုရပါတယ်ကိုယ့်ရဲ့ကလေးတွေဒီလိုမျိုးလုပ်ပေးလိုက်တဲ့တခြားစောင့်ရှောက်ပေးလိုက်တော့ကြောင့်မလို့ ဒါကိုတကယ်ကိုပဲကြည်နူးမိရဲ့ပီတိဖြစ်တဲ့ဝမ်းသာတဲ့အားလုံးကလည်းပဲလုပ်ငန်းခွင်မှာပျော်ရွှင်ကြပါတယ်